Hello အားလုံးပဲမင်္ဂလာပါလောင်ဝင်းကမ channel ကြိုဆိုလိုက်ပါတယ်လောင်ဝင်းဒီနေ့တနင်္ဂနွေနေ့ဆိုတော့ကြောက်ပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့လောင်ဝင်းအကိုတွေနဲ့အတူတူလောင်ဝင်းတို့လောင်ဝင်းရဲ့မျိုးကိုနည်းနည်းရှောက်သွားမှာဖြစ်ပါတယ်ပြင်းလို့ပါစုံဒီလိုက်ကြည့်ပေးကြပါအခုပထမနေ့ကမြောက်ကလာတောက်ဘက်ပိုင်းမှာရှိတယ်ကျမကို Justin Hammer အိမ်ကိုသွားပါမယ်မဲကြည့်လိုက်မယ်နော်โอเคတကားဖွင့်လိုက်ပါပြီကျွန်မအိမ်ထဲဝင်လိုက်ပါတယ်ပေါ့နော်အခုညီမတို့ကအောက်ထပ်ကိုစီးပြီးတော့ basketball တစ်ပြစ်မှာဖြစ်ပါတယ်တူတူလိုက်ကြည့်ပေးပါအောက်ထပ်ရောက်သွားပါပြီโอเคအောက်ထပ်ရောက်သွားပါပြီဟုတ်တယ်ဟုတ်ပြီအဲ့တော့ကျွန်မကအဲ့ဒါပထမ basketball ယူဖို့ပါbasketball ယူလို့မရလို့ကျွန်မကနေကျွန်မကိုပေးလိုက်တယ်ပေါ့နော်အဲ့တော့ခုကျွန်မဖြစ်ပါတယ်မဝင်ပါဘူးဟုတ်တယ်ဖြစ်ပါတယ်ဝင်ပါဦးနောက်ဆုံးတစ်ခါဖြစ်တဲ့ပါလိုက်ကြတယ်မဝင်ပါဘူးကျမကိုပြစ်လိုက်တာ score ဝင်သွားပါတယ်အဲ့ဒါပြီးတော့ကျမတို့အပေါ်တက်ပြီးတော့ကျမ makeup ပြင်မယ်ဆိုပြီးတော့ကျမကိုပြောလိုက်တာပါကျမကအောက်မှာစောင့်နေမယ်တဲ့ကိုယ့်ကိုတက်ပြီး makeup တက်ပြင်လိုက်ဆိုလို့အဲ့ကျမလည်းမေးပြီးကိုယ့်ကိုတက်ပြီး makeupအခုကျမပေါ်လက်ကိုရောက်ပြီဆိုတော့ရေချိုးခဲ့တဲ့မှာ makeup တက်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီတော့လေးတိချာစီးလိုက်မယ်ပေါ့နော်မျက်နှာကိုင်းမှာဆိုတော့အပြီးတော့ကျမမှာရှိရဲ့ flash လေးနဲ့ခါလေးနဲ့ control လေးနဲ့နည်းနည်းလေးသုံးပေးမယ်ပြီးရင်နှာခမ်းလေးဆိုးလိုက်ပါတယ်ကျမကိုကောက်တက်ပြီးတော့မြောက်ဘက်တောက်ကလာမြောက်ဘက်ပိုင်းမှာရှိရဲ့ကျမကိုအိမ်ကိုနောက်တစ်ယောက်တစ်ခေါက်မှဖြစ်ပါတယ်တူလိုက်ခဲ့ပေးပါနော်အေးတိုက်ပြီးအမတိုက်တာဖဲလို့လားပြလိုက်တာကမောင်းရတာလေတချီလေးပါလေးပွင့်ကောင်းမယ်လီဆာ rockstar လေးပွင့်လိုက်အောင်အော်ဟိုမရှိမနီကိုအိမ်ရောက်ပြီပဲတော်ပြီဘွတ်တော့ပိတ်လိုက်တော့မယ်တော်ပြီကဲကျမကကားပေါ်ဆင်းလိုက်တော့မယ်ရှုပ်တယ်မတူကွာတော့မကျမရက်လိုက်မယ်ပေါ့လို့ရှုပ်လို့โอเคဒီမှာပေါ့နော်ကျမရဲ့ name လေးလည်းပါတယ်လာဝန် game နဲ့ follow ပေးပါ like subscribe လည်းလုပ်ပေးပါဒီမှာကိုနီကိုပါဒါလေးရတော့ပါစကေးအလဲခွဲနေပေါ့နော်အလဲဒီကားနဲ့မသွားချင်ဘူးကျမအကူနီကိုရဲ့ house tour လေးခဏလေးလုပ်ပေးလိုက်မယ်ပေါ့နော်ခဏလုပ်ပေးမယ်လို့အဲဆိုဒါအခုနီကိုရဲ့စီကားပြလေးပေါ့နော်ဒါလေးကအဲပြီးတော့ဒါကျမ roommate ဆိုတော့ဝင်လို့ရတယ်အဲပြီးတော့ဒီမှာအဲ့လိုအိမ်လေက sofa လေးနဲ့ဒီမှာရေကူးကန်လေးရှိတယ်ပြီးတော့ကျမတို့ကအခင်းအယောင်ပြန်ပြောင်းထားတယ်ပေါ့နော်အဲပြီးတော့ဒီမှာရိုးနားနေကန်လေးမှာဒီတိုင်းထိုင်နေနေရရှိတယ်ပြီးတော့ဒီမှာကြီးချင်းရှိတယ်အဲ့ဒါပြီးတော့ကျမပေါ်တက်ပြမယ်ပေါ့နော်ဗန်ဒလေးကအဲ့ပြီးတော့ကျမပေါ်တက်မယ်ဒါအောက်ကိုဆင်းမယ်မပြောတာပါဒီစတာအဲ့အောက်မှာယူကန်ကြီးတကယ်ရှိတယ်ပေါ့နော်အဲ့ဒါအောက်မှာယူကန်ကြီးတကယ်ရှိတယ်အဲ့ပြီးတော့ဟိုဘက်မှာကဘာမှမရှိဘူးဒါကားထဲတဲ့ဂိုးတောင်ပေါ့နော်ဂိုးတောင်မှာယူကန်ထားတာပါပြီးတော့ကျမကနောက်တစ်ထပ်တက်ပြမယ်ပေါ့နော်ဒီရင်ကကြတော့3ထပ်ထင်တယ်ဟုတ်တယ်3ထပ်ရှိတာပေါ့နော်အားကြောင့်မို့ကျမတို့3ထပ်ပေါ်ဆုံးထပ်ကိုတက်ပါတယ်ဒီမှာနေရာလဲမှားဝင်သေးပါတယ်ဒုတိယအလွာယူတဝေးပြီးတော့ကျမလှုပ်လိုက်ပါတယ်အဲ့ပြီးတော့ကျမ3လောက်ရောက်သွားပါတယ်အဲ့ပြီးဝင်လိုက်တယ်အမှကျတော့အောက်ကိုကြည့်ရတဲ့နေရာလေးရှိတယ်ပြီးတော့ထုံးစံတိုင်းအိတ်ခမ်းလေးတွေပေါ့နော်ပေါ်ဆုံးထပ်ဆိုတော့ဓမ္မအိတ်ခမ်းတစ်ခမ်းပြီးတော့ဒီဘက်မှာကရေချိုးကန်းအိမ်သားအဲ့လိုလေးပေါ့နော်ရေချိုးကန်းအိမ်သားလေးရှိတယ်ပေါ့နော်အဲ့ဒါပြီးတော့ပြန်ထွက်တယ်ပြီးတော့ဒီမှာအိမ်ခမ်းနောက်တစ်ခမ်းဒါကြောင့်နှစ်တက်ပေါ့နော်ပြီးတော့ဒါနောက်တစ်ခမ်းရှိတယ်ဒီမှာကိုနီကိုရော Justin Hammer ကိုရှိပါတယ်မစားနေကြတယ်အဲ့ဟာပေါ်မှာစိတ်ကြလည်းမရှိဘူးစားတောက်တဲ့စားနေပေါ့အဲ့ပြီးတော့အဲ့ပြီးတော့ကျမအဲ့ဒါမွေးရလေးကိုပြလိုက်တယ်ပေါ့နော်ဒီချာလေးအခုကျမကတော့ဘာလုပ်မလားဆိုတော့ဆင်းတော့မယ်အ
ကုန်လုံးလုပ်ပြီးဆိုတော့အပြည့်သွားခြင်းနေပြီပေါ့နော်house tour တွေပဲလုပ်နေအပြည့်တော့မထွက်သေးဘူးကျမကအပြည့်ထွက်တော့မယ်အပြည့်မဲ့အကုန်လုံးအောက်မှာရောက်နေကျမတယောက်တည်းပုံမှာကြံခဲ့တာပါအခုကတော့မဘသူကားနဲ့လည်းမသိပါဘူးဒီပြရတယ်တခဏပါသွားလိုက်ပါတယ်အဲ့ဒီအပေါ်မှာပြန်ထိုင်ကြတာထိုင်လို့မရဘူးဖြစ်နေတဲ့ကဲပါဦးအယောင်ကားအယောင်ပြောင်းနေအနောက်ဒီမှာမထိုင်ခြင်းဘူးပြင်းတယ်နည်းနည်းဆက်ဆက်လေးဖြစ်သွားအောင်ပေါ့တက်ထိုင်ခြင်းတာထိုင်လို့မရဘူးဖြစ်နေတာဟောရပြီမမီးတွေလည်းကျွမ်းပါနေတယ်ကျမမီးတွေလည်းကျိုးသွားပါတယ်ဒီအရေးပဲထိုင်ပြနေတာပြင်းတယ်အခုကျမအထဲကိုဝင်ပြမယ်ခဏလေးထဲဝင်ပြမယ်ဆောင်းလေးခဏဆောင်းလေးထဲဝင်ပြမယ်နော်ဒီမှာကိုကျစင်ဟမ်းမရှိတယ်ကားရကျဲပါတယ်မာကိုနီကိုလည်းရှိပါတယ်တချင်းဖွင့်လိုက်ပါတချင်းလေးဖွင့်ပေးပါတချင်းနာမည်က Lisa your rock star လေးပဲပြန်ဖွင့်လိုက်မယ်နော် Okay my one teach me Japanese and then hi that's my life လိုက်ပါဦးမယ်အရင်ဆုံးကျမစီစဉ်ထားတဲ့စီစဉ်ရဆိုရင်ဒီမှာ shopping mall သွားချင်လို့ဒီကိုပြောလိုက်တယ်ပေါ့နော်အဲ့ဒါ shopping mall သွားမယ်ပြောပါတယ်အခုကျမ shopping mall ကြီးကိုရောက်ပါပြီအမအဲ့ဒီရုံးလုံးဝိုင်းနေလို့ပေါ့နော် shopping mall တင်ပြီးတော့အဲ့ဒါချင်းလေးကနားပဲ shopping mall တင်ပြီးတော့အဲ့ဒါဝင်ဖို့လုပ်ပါဒီမှာဝင်မယ်ဆိုပြီးတော့မှဝင်တာကျမကိုနှစ်ယောက်ကနေလက်ကိုဘယ်နေသွားတယ်လဲဟိုဘက်မှာ shopping mall ဆိုမှနေရမယ်လူမှန်ပြန်ဝင်လိုက်ပါမယ် okay သွားပါတယ်ကျမတို့ကခုသွားလိုက်တယ် okay ဝင်လိုက်ဝင်မယ်စတောက်ဆိုင်တွေလည်းအများကြီးပဲထပ်တိုးလာကြည့်အောင်ကျမခောက်ဆွဲကြိုက်လို့ကျမခောက်ဆွဲနှစ်ပူးဝယ်လိုက်မယ်ပြီးတော့ကျမတို့ထိုင်မဲ့စပွဲမှာတော့ချမယ်နော်ချလိုက်ချပြီးအဲ့တော့ခောက်ဆွဲလေးထားပြီးပြီဆိုတော့တခြားမုတ်တွေပါလေးရသေးလေကျမတို့စောင်းမို့ပါတယ်မဲ့အမသူများတွေကမုတ်တွေအများကြီးထက်ချတယ်လို့ငါလည်းတခြားကြည့်လိုက်မယ်ဆိုပြီးအခုဒီမှာပီဇာဝယ်လိုက်ပါတယ် most pizza မှာဝင်စားတယ်ပေါ့နော်ပြီးတော့အဲ့ဒီ AC ကိုကျွန်မကြည့်နေရကြိုက်လို့ပါလို့တမျိုးမထင်ပါနဲ့ပေါ့ကြိုက်လို့ကြည့်နေရပါ AC တွေကချစ်စရာတွေလက်လေးနဲ့ချစ်စရာတွေနော်ပြီးတော့ကျွန်မကတဲ့ movie theater လေးသွားမယ်ဆိုလို့ကျွန်မအမ chocolate ကြည့်တယ်ကောင်းတယ် chocolate ကြိုက်တယ်ပြီးတော့ popcorn လေးလဲယူမယ်popcorn ယူလို့မရsorry တရားဟာအရင်ဖြုတ်လိုက်အောင်ရပြီpopcorn ရပြီအရင်ဖြုတ်နေတော့တော့နော် okay လို့ရှိရုံနဲ့မှာကျွန်မဟဲ့ကျွန်မကောင်းနေတဲ့လူတွေကောင်းနေတဲ့ဖိနေတဲ့နေရာတွေနဲ့မှာနေပါတယ်ကျွန်မလည်းနေရာမလဲကျလို့ပဲချိလိုက်တော့ရှုပ်တယ်ဘောလုံးပြစ်နေတဲ့လူတွေလည်းရှိပါတယ်လူမျိုးဘောလုံးပြစ်နေတာပေါ့နော်စကရီကိုဘောလုံးနေကြီးပဲဟာလေရုပ်ရှင်တော့ကကြော်ကြလေးတစ်ခုတွေ့ရပေါ့နော်Final Destination ကြည့်တဲ့လူတွေအတွက်နောက်လာကြရင် Final Destination ထပ်ထွက်မှာဖြစ်ပါတယ်အဲ့ဒါလေးစောင့်ကြည့်ပြီးကြည့်လို့ရပါတယ်ရှင်ဆက်ပြောရမယ်ဆိုရင်ဖြစ်ကျမအရှိရမာကတ်လေးတွေကိုရန်ဝင်ချင်းနေတာပေါ့နော်အဲ့ဒါကျမကိုလည်းအေးသွားဆိုပြီးတော့လိုက်ဝင်ခိုင်းလိုက်တော့ကျမလည်းဝင်ပါတော့မယ်ဒီမချေးရှာလိုက်ပါဦးမကနနေအောင်ဟုတ်ပါချင်းပြောက်လို့ဒါလေးဖြစ်နေတယ်အဲ့ဒါဒီမှာချင်းယူမယ်နော်ခဏလေးရပြီချင်းရပြီဘာသာဟောဒီမှာကျမကိုကြီးပါလာပါတယ်အမထိပါပါတယ်အပြည့်ကျမအဲ့ဒါယူတယ်ပြီးတော့အေးတပူယူလိုက်မယ်ပြီးတော့ဘာယူရမလဲပီဇာယူမယ်အဲ့ဒါထပ်ပါလာပြပါတယ်အဲ့ဒါဗီဒီယိုကျမသားစိမ်း၅စိမ်းနေယူတာအဲ့ဒါကိုဘတ်စကတ်ထဲမဝင်ဘူးထားလိုက်ပါတော့ယူတော့ထားလိုက်တော့နည်းနည်းနှိပ်ကြည့်လိုက်အောင်အဲ့ဒါပြီးတစ်ခါဆွဲဘူးထင်လို့ဒီမှာတိမ့်လိုက်တယ်ပေါ့နော်ပြီးတော့ဒီမှာလဲဘာတွေမှမသိတော့မယူလာတော့ပြီးတော့ဟိုဘက်မှာချောကလက်တွေယူပါတယ်ပေါ့နော်ဒီမှာထပ်ပါလာပြပါတယ်ဒီမှာအဓိကပြပေါ့နော်ကိုတက်စီဟောက်ပါပြီး
ဒိုးတက်တွေလည်းအများကြီးပဲရှိတယ်သူကကြတော့ဝင်လေပေါ့နော်ဒီတိုင်းမဆန့်တာပါဒီတိုင်းသူမပြတာလည်းပါအဲ့ဒါပြီးတော့ကျမဒီမှာတရှင်းမဲ့ပေါ့နော်ကျမအိတ်လိုက်မှလာရေပေါ့နော်ကျမရဲ့တီးနှံတွေအကုန်လုံးကျမအိတ်လိုက်တီးလာလိုက်တိုင်းပြီးတော့ကျမကကားပေါ်တက်ဖို့လုပ်ပါတယ်ဒါပေမဲ့ကကျမကိုမဆောက်ပါဘူးအဲကျမပြေးတက်တယ်အခုကျမရှင်တို့ view ပြချင်လို့ပါအဲ့ဒါကြောင့်မလို့ရှေ့မှာထိုင်လိုက်တယ်အဲ့ဒါပြီးလဲပြီးရောကျမကကာ view လေးပြဆိုတော့ကျမပြလို့ရှိရင်ကောက်ကိုကြကြပါမပြတော့နော်အဲ့တော့အခုကျမစပင်းနဲ့ဆိုင်လေးသွားချင်တာနဲ့အခုလူကိုပြောလာတော့သွားဆိုလို့သွားမယ်အခုသွားနေပါလေလမ်းမှာပါရောက်တော့ပဲပေါ့နော်ဟိုဘက်နာလေးရောက်တယ်ရောက်ပြီရှေ့ကပန်းရောက်နေပေါ့နော်ဒီမှာစင်မီတော့လဲလို့သွားမယ်ကျမစပင်းမညက်တော့ဘောနော်ဒီနေ့တော့ဟိုကလုပ်နေစပင်းရောက်ချင်းနေတာနဲ့စပင်းရောက်ချင်းမယ်ဆိုပြီးတော့ခုနလေးတော့ထိုင်လာတာဗာလေးရှောက်လုပ်နေတယ်တော့ကျမလည်းမသိပါဘူးအဲ့ဒါပြီးတော့စပင်းကအောင်ချင်းကောင်းမလဲစဉ်းစားပြီးတော့ပုံမှန်ချင်းနေကြရအောင်အနီအောင်လေးပဲချင်းလိုက်ပါတယ်ပေါ့နော်အရင်ဗီဒီယိုတွေမှာလည်းအနီပဲချင်းတာများတယ်ပေါ့နော်အနီလေးချင်းထားပါတယ်နေချင်းလိုက်တယ်ပြီးတော့လက်သေးလေးလှုပ်လိုက်မယ်ပေါ့နော်လက်သေးကမလှုပ်တာကြာပြီဆိုတော့လက်သေးလှုပ်မယ်ဆိုပြီးတော့လက်သေးဝင်လှုပ်လိုက်တယ်ပထမတော့မလှုပ်တော့ဘူးပေါ့ပြီးမှစိတ်ကူးပြောင်းပြီးတော့လှုပ်မယ်ဆိုပြီးတော့ဝင်လှုပ်လိုက်တယ်လက်သေးလေးပါလက်သေးရတော့ဘာရောင်လဲ secret အနေနဲ့မပြောပြတော့ပါဘူးပေါ့နော်နည်းနည်းလေးတော့ချမ်းပြလာပါတယ်ပြီးတော့ဒီလိုပေါ့နော်ကာတစ်ဆက်ထပ်ပြီးတော့စီးပါအမှကြည့်လိုက်ကျမလောင်ဝန်းကိန်းမင်းဆိုပြီးတော့လေဆိုင်းပုတ်ကြီးတွေ့လိုက်တာရက်ပြထားတယ်နော်ဆက်သွားမယ်အခုကျမတို့တင်မောစီနဲ့ကျမတို့ပြီးရင်တော့ ending လေးလုပ်ဖို့ပေါ့နော်အဲ့ဒါတင်မောနာတော့ကျတော့တင်မောစီနဲ့အဲ့ဒါကျမလေးစေးပြီးတော့ကားဖို့ကောနေသူတို့အကြီးရောက်လို့လေဝါတော့တက်တော့မယ်ကျမကားဖို့နေစေးပါခဲ့လေလို့နေတာကျမတော့အခုဘောနော်အဲ့ဒီလေပေါ်တက်ချင်တာတက်လို့ပြတော့တက်မယ်နော်ပြတက်မယ်ကြလားတိုင်နေပတ်ပါလေတိုင်ပတ်မရဘူးရပြီအဲ့ဆိုတော့သူအောင်မြင်တော့ဟဲ့ကြီးပဲလားဩပြန်ပြောက်သွားပြီအဲ့လိုပဲဆီမတို့တခါOh my god ကြီးပဲခဏလေးကျမအလီပေါ်တက်မယ်နော်ဒီကူဘီတက်ကပဲတက်မယ်ဒီရတော့ဆောင်းလိုက်ရွေးလိုက်ပါကြည့်ပါဦးကျမလီထိုးလုပ်ပေးမယ်နော်ဒီကတော့လီခေါင်းပေါ့နော်ပြီးရင်အောက်ကိုပြည့်စေမလေးလူရမ်းနေပါလေလှုပ်ခါပြီးတော့အဲ့လိုမျိုးနည်းလေးလှုပ်သွားပါတယ်တခဏတာပေါ့နော်လူရမ်းခါရမ်းသွားပါတယ်အဲ့ဒါပြီးတော့ကျမအဲ့ဒါပြီးတော့ဟိုဘက်အောက်မှာလေးတနေရာရှိတယ်အဲ့နေရာကိုလိုက်ပြမယ်ဟိုနေရာလေးအပန်းအောင်တောင်းပါတယ်အမှားကြတော့အဲ့ရာပြီးတော့ဒီဟာရေချိုးကန်ထုံးစံတိုင်းအဲ့ရာနဲ့ကပ်ပါတယ်ရေချိုးကန်မရှိအဲ့ပြီးတော့လေအဲ့ရေချိုးကန်ထဲမှာရေထွက်လာတာဘယ်ကမှလည်းမသိပါဘူးမကြည့်ဒီလိုဝုန်းကနေတိုင်းကကျမလည်းကြောက်ပြီးတော့ထွက်လိုက်တယ်ပေါ့နော်ဒီခန်းထဲကနေပြီးတော့ပုံပြင်တက်တယ်ပြီးဒီခန်းလေးကတော့ရိုးခန်းလေးပေါ့နော်ဒီတမောစီရလူဒီအမကျပဲတလို့မရဘူးကျမတက်လို့မရနေပါဘူးကျမတော်ပြီးစိတ်ရှော့လိုက်ပြီးတော့တက်တော်ပြီဒီကနေလည်းလုံးဝတက်လို့မရကျမဘလို့မှကြိုးစားလို့မရတော့ပါဘူးမကြည့်
တက်မယ်ဟိုးပေါ်ရောက်ပြီကွာကြပါလေအမှလည်းကျွန်မကြသေးရေနော်လုံးဝဘလို့မတက်လို့မရတာပါအဲ့ဒါကိုလေအဲ့ဒါတော့ဆုံးတော့ကျွန်မတက်လို့မရပါကျွန်မတော့ဆုံးလဲကျွန်မတက်မရအဲ့နေကျွန်မလေအဲ့ဒါအဲ့လိုထလို့ပြောက်ချတာပေါ့နောက်ဆုံးနေနဲ့တက်ကြည့်ပါမယ်ဟုတ်ပါတယ်ကြပါသေးတယ်ကျွန်မလူမျိုးဖြစ်တယ်ပေါ့နော် Oh my god တက်လို့ရပါပြီဟိုရတယ်ဒီမှာအကူ Justin Helmet ရှိတယ်ဟိုဆိုဖာလေးချစ်စရာလေးမှထိုင်လိုက်အောင်မယ်ကျွန်မအင်ဂျီလဲပြီးလို့ရှိရင်ပြန်လာခဲ့ပါမယ်နော်โอเคအင်ဂျီလဲလိုက်ပါပြီဒါလည်းဒါကတော့ကျွန်မအမဲအောင်ဘီကနီလေးလဲအခုကျွန်မကကန်ချီမှာပေါ့နော် ending လောက်မှာဆိုတဲ့ရှော့ကြောင့်မို့အကားနဲ့အဲ့လိုပဲဖြစ်ပါတယ် dance ending ဟိုနော်အဲ့လိုလေးလောက်မှာပေါ့နော် happy ending လေးလောက်မှာဆိုတော့ကျမအကုန်လုံးတစ်ခေါ်လိုက်မယ်ပေါ့နော်လာကြဟိုဘကန်လေးမှာဆက်လိုက်မယ်နော်လိုက်ခဲ့ပြီပါနော်โอเคအမတို့ကျမ dance move တွေတိုက်လိုက်ပါဦးမယ်ပြန်လာခဲ့ပါမယ် Wanna rock with Jenny? Keep your head down, nails done like Jenny. Else got him obsessed like Jenny. Like Jenny. I think I really like Jenny. Haters they don't really like Jenny. Cause they can never ever be Jenny. But have you ever met Jenny? It's Jenny. But have you ever met? But have you ever